ဒီနေ့အတူတကွစင်ချင်နှလုံးသွင်းမဲ့နှုတ်ကပတ်တော်နော်ခရစ်တော်ရဲ့မွေးဖွားရခြင်းရဲ့ရည်ရွယ်ချက်နဲ့အကျိုးကျေးဇူးကိုကျွန်တော်မသွားခင်လေးမှာခရစ်တော်မွေးဖွားတဲ့လအမှန်ဟာဘယ်လလောက်ဖြစ်နိုင်တယ်လဲဘာကြောင့်ဒီဇင်ဘာလ25ရက်နေ့ကိုခရစ်မတ်အဖြစ်ကျင်းပရလာလဲဒီဇင်ဘာလတစ်လလုံးဘာလို့ခရစ်မတ် season အဖြစ်ပြုလုပ်ကြတာလဲဆိုတဲ့အရာကိုလည်းကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ခရစ်တော်ယေရှုကလူစားတိခံရမွေးဖွားတဲ့လဟာဘယ်လလောက်ဖြစ်မလဲဆိုတော့ကိုကျွန်တော်တစ်ခုပြီးတစ်ခုကြည့်သွားမှာဖြစ်ပါတယ်ဒီကျမ်းစာတွေတော့ကျွန်တော်မဖတ်တော့ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး24အပိုင်ငယ်6ကနေ19ထိကိုကျွန်တော်ကြည့်မယ်ဆိုရင်အာရုံအမျိုးနွယ်လီဝိတဲ့နဲ့အာရုံအမျိုးနွယ်ကယစ်ပရောဟိတ်အမှုရာကိုဆောင်ရတယ်အဲ့ဒီယစ်ပရောဟိတ်တွေကများလာတဲ့အခါမှာဖယားသခင်ရဲ့နော်ဖွင့်ပြနှိုးဆော်ပဲ့ပြင်ခြင်းအပြင်ရှင်ဘုရင်ဒါဝိဒ်ကအဲ့ဒီယစ်ပရောဟိတ်တွေကိုအဖွဲ့24ဖွဲ့လိုက်တယ်အဲ့တော့အဖွဲ့24ဖွဲ့မှာကိုယ့်အဖွဲ့နဲ့ကိုပေါ့နော်ကိုယ့်အဖွဲ့နဲ့ကိုနေရာယူရတယ်အဲ့တော့ဒီနံပါတ်8မှာအဖွဲ့နံပါတ်8ခုမြောက်ကိုအဘိယအသင်းလို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တစ်ချက်လောက်ဖတ်ရအောင်ရှင်လောအခန်းကြီးကအပိုင်ငယ်ရှင်လောအခန်း1အပိုင်ငယ်9ပြီးတော့မှ23ပေါ့နော်9ကနေ9ကိုတစ်ခေါက်ဖတ်မယ်ပြီးတဲ့အခါ23ကိုကျွန်တော်တစ်ခေါက်ဖတ်မယ်ဒီမှာထိုးပေးထားတယ်တူကွာဖတ်ရအောင်ယူဒပြည်ကိုအစိုးရသောဟေရုမင်းကြီးလက်ထက်အဘိယအသင်းဝင်ဖြစ်၍ဇာခရိအမည်ရှိသောယစ်ပရောဟိတ်တစ်ပါးရှိ၏သူ၏ခင်ပွန်းသည်အာရုံအမျိုးအနွယ်ဖြစ်၏သူ့အမည်ကအေလိရှဗက်တီထိုသူနှစ်ယောက်တို့သည်ထာဝရဘုရား၏ပြည့်ညတ်တရားတော်အမျိုးမျိုးတို့ကိုကျင့်ဆောင်၍အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်ဘုရားသခင်ရှိတော်၌ဖြောင့်မတ်ခြင်းပါရမီရှိကြ၏အေလိရှဗက်သည်မြုံသောကြောင့်သူတို့သည်သားမရှိထိုသူနှစ်ယောက်တို့သည်အသက်အရွယ်ကြီးရင်ကြ၏ဇာခရိသည်မိမိအသင်းနှင့်တကွအလှဲ့သိမ့်၍ဘုရားသခင်ရှိတော်၌ယစ်ပရောဟိတ်အမှုကိုဆောင်ရွက်သည်တွင်ယစ်ပရောဟိတ်ထုံးစံအတိုင်းစာရေးတံချသဖြင့်သူသည်ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍နံ့သာပေါင်းကိုမီးရှုရ၏အဲ့တော့အဘိယအသင်းဝင်ထဲမှာတောင်မှအထဲကိုဝင်မဲ့သူအဲ့ဒီအသင်းထဲမှာမှအထဲကိုဝင်မဲ့သူကိုစာရေးတံချတဲ့အခါမှာဇာခရိကစာရေးတံချတယ်မဲပေါက်ပြီးတော့မှတန်ရှင်းဌာနတဲကိုဝင်ပြီးတော့မှမီးရှုရာနော်ရစ်ကိုပူဇော်ဖို့ရအတွက်အလှည့်ကျတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဇာခရိသည်အဘိယအသင်းဝင်ဖြစ်တယ်ရှင်လုကာ1:23-24မှာကျွန်တော်ထပ်ပြီးဖတ်ရအောင်ယစ်ပရောဟိတ်အမှုကိုဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါဇာခရိသည်မိမိအိမ်သို့သွားလေ၏ထိုနောက်သူ၏ခင်ပွန်းအေလိရှဗက်သည်ပရိသရီဆွဲယူ၍လို့ဖော်ပြထားတယ်အဲ့တော့အဘိယအသင်းဝင်က10ပါးမြောက်ကနော်10ဖွဲ့မြောက်ကအဘိယအသင်းဝင်လို့ခေါ်တယ်အဲ့တော့ဒီယစ်ပရောဟိတ်တွေကသူတို့ဣသရေလလူမျိုးတွေမှာ12လရှိတယ်ကျွန်တော်လည်းပဲ12လပဲဒါပေမဲ့သူတို့ရဲ့လပထမလကအဘိလို့ခေါ်တယ်နော်နီဆန်လို့နောက်ပိုင်းသူတို့ခေါ်ကြတယ်အဲ့ဒီကျွန်တော်လနဲ့ကြတော့ April March နဲ့ April လနှစ်ခုကိုခွာထားတယ်အဲ့ဒါကိုအဘိလနော်နီဆန်လနိတန်လလို့လည်းခေါ်တယ်အဲ့တော့တစ်ကနေ12လအထိပေါ့နော် Okay ဆိုအဲ့ဒါလေးတွေကိုကျွန်တော်တစ်ခုပြီးတစ်ခုဒါတော့နော်နောက်ပိုင်းဒီကျွန်တော် YouTube မှာတင်တဲ့ခါကျရင်လည်းဒါလေးအသေးစိတ်လိုချင်း screenshot လဲရိုက်လို့ရတယ်ဆရာလိုအပ်ဒါလေးတွေလိုအပ်ဆရာပို့ပေးလို့လဲရတယ်အဲ့ဒီမှာယစ်ပရောဟိတ်တွေက24ဖွဲ့ရှိတယ်အဲ့ဒီမှာအဘိယအသင်းဝင်က10ဖွဲ့မြောက်ဖြစ်တယ်အဲ့တော့ယစ်ပရောဟိတ်24ပါးဘာလို့ရတယ်လဲဆိုတော့ဒီမှာတစ်ချက်လောက်နော်ဒီရာဇဝင်ချုပ်ဒုတိယဆောင်23အပိုင်ငယ်10မှာဖတ်ရအောင်ထို့သောယစ်ပရောဟိတ်ယောယဒမှာထားသမျှအတိုင်းလေဝိသားများနှင့်ယုဒအမျိုးသားပေါင်းတို့သည်ပြု၍ယစ်ပရောဟိတ်ယောယဒသည်ဖွဲ့မြဲဖွဲ့သောအသင်းတို့ကိုမဖြတ်သောကြောင့်ဥပုံနေ၌ထွက်ရသောသူနှင့်ဝင်ရသောသူအသီးသီးတို့ကိုခေါ်ထားကြ၏ဆိုတော့အခန်းကြီး9:25မှာလည်းတပတ်စီလာရတဲ့အကြောင်းဖော်ပြထားတယ်ကဲဟုတ်ပြီတဖွဲ့ကဥပုံနေဆိုစနေနေ့ဖြစ်တယ်
အဲ့ဒီစနေနေ့ကနေစပြီးမှတစ်ဖွဲ့ကဝင်တယ်ဥပုံနေရောက်တာနဲ့နောက်တစ်ဖွဲ့ကဝင်တယ်အဲ့တော့တပတ်တစ်ဖွဲ့ဆိုတလမှာ၄ပတ်ရှိတယ်ဆိုတော့တပတ်တစ်ဖွဲ့ဖွဲ့ပြီးမှယစ်ပရောဟိတ်တွေကအလှည့်လဲလုပ်တဲ့အခါမှာတစ်နှစ်ကို2ချိန်လောက်အလှည့်ကျတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်အဲ့တော့ပထမလကနိတန်လအဲ့တော့ပထမလမှာပထမအပတ်ကဘယ်သူကကျတယ်လဲဆိုတော့ယောယရိတ်အသင်းဒုတိယအပတ်မှာယေဒါယအသင်းပထမတလမအပတ်ကျတော့အဲ့မှာတခုသိရမှာကဣသရေလလူမျိုးတွေမှာအတိကပွဲကြီး3ပွဲရှိတယ်နံပါတ်1ကအာဇုမပွဲတစည်းမဲ့ပွဲဖြစ်တယ်တစည်းမဲ့ပွဲဆိုတာကပတ္တခါပွဲပြီးတာနဲ့15ရက်နေ့ကနေ21ရက်နေ့ထိကိုတစည်းမပါတဲ့မုံပဲစားရတဲ့ပွဲအဲ့ဒီပွဲမှာရစ်ပူဇော်ခြင်းရှိတယ်တပတ်လုံးအဲ့ဒီပွဲမှာကြတော့ရစ်ပရောဟိတ်တွေအားလုံးကပါဝင်ရတယ်နော်အဲ့တော့အဲ့ဒီပွဲကတတိယပတ်နိတန်လတတိယပတ်အမြဲတမ်းကြတယ်နော်ဘာလို့ဆိုတော့သူကရက်ဆွဲနဲ့သွားတာကို15ရက်နေ့ကနေ21ရက်နေ့ထိဖြစ်တယ်ပြီးတဲ့အခါမှာဒီစတုထပတ်ကြတော့တတိယအဖွဲ့ယာရင်ကပြန်ပြီးမှအမှုဆောင်ရတယ်ဒုတိယလမှာကြတော့စောရင်အသင်းပြင်စမလမှာမာလခိယအသင်းတရမအပတ်မှာစတ္ထမအသင်းဒီစတုထအပတ်မှာတရမအသင်းပြီးတဲ့အခါမှာတတိယလပထမအပတ်ကြတော့တိဝန်လမှာကြတော့သဒင်းပွဲလို့ခေါ်တယ်သဒင်းပွဲဆိုတာကရက်90ပွဲကျတို့တမန်တော်အခန်းကြီး2အရာဆိုရင်တော့ပင်တီကုတ်တီပွဲလို့ခေါ်တယ်ပင်တီကုတ်တီဆိုတာဂရိစကားကိုအတန်ထွက်အတိုင်းရှိဒီဆရာယူတန်ရေးပေးတာဓမ္မဟောင်းမှာတော့ပင်တီကုတ်တီမဟုတ်ဘဲနဲ့ရက်90ပွဲလို့ပဲခေါ်တယ်ရက်90ဆိုတာဂရိလူပန်တီကော့စ်ပေါ့နော်အဲ့တော့ဒီသရင်ပွဲလို့ခေါ်တဲ့ရက်90ပွဲတော့အဲ့ဒါကအာဇုမပွဲလို့ခေါ်တဲ့တစည်းမဲ့ပွဲကနေပြီးမှတစည်းမဲ့ပွဲ15ကနေ21ရက်ဂျားမှာရှိတဲ့တနင်္ဂနွေကနေရည်တွက်ပြီးတော့မှရက်90ပြည့်တဲ့နေ့မှာလောက်ရတဲ့ပွဲဖြစ်ပြီးတော့မှအဲ့ဒါကအမြဲတမ်းတိဝန်လလို့ခေါ်တဲ့ရှီဗန်ပေါ့ရှီဗန်လမှာအမြဲတမ်းကြတယ်အဲ့ဒီပထမအဲ့ဒီရှီဗန်လတိဝန်လပထမအပတ်မှာကြတော့ယစ်ပရောဟိတ်အားလုံးကလောက်ရတယ်ပြီးတဲ့အခါမှာဒုတိယအပတ်ကြတော့ရှစ်သိန်းမြောက်ဖြစ်တဲ့အဘိယအသင်းကတာဝန်ကြတယ်အဲ့တော့ခုနကကျွန်တော်ဖတ်ပြီးဒီဇာခရိကအဘိယအသင်းဖြစ်ပြီးမှသူကယစ်ပရောဟိတ်အမှုရာကိုဆောင်ဖို့နန္တာပေါင်းမိရှုဖို့အလှည့်ကျပြီးမှဗိမာန်တော်ထဲမှာဝင်တဲ့အချိန်မှာသူ့စီကိုဘယ်သူရောက်လာလဲဆိုတော့ကာဘီလရောက်လာတယ်ကာဘီလရောက်လာပြီးတော့မှသူ့ကိုသူ့ရဲ့မိန်းမမြုံတဲ့မိန်းမကိုဝန်ဆောင်မဲ့အကြောင်းကိုလာပြောတာဖြစ်တယ်အဲ့တော့တပတ်လုံးသူတို့ကယစ်ပရောဟိတ်အမှုကိုဗိမာန်တော်မှာဆောင်ရွက်တယ်ဇာခရိနဲ့သူ့ရဲ့မိန်းမနေတာတောင်ကြားအရာမှာနေတယ်အဲ့ဒီယေရုရှလင်မြို့မှာနေတာမဟုတ်ဘူးเนาะအဲ့တော့အဲ့ဒီဟာယစ်ပရောဟိတ်အမှုဆောင်ရင်တပတ်တာဝန်ပြီးသွားတဲ့အခါမှာသူကပြန်သွားတယ်လို့ဖော်ပြထားတယ်အဲ့တော့ဒီတတိယအပတ်ဆိုတော့ဇာခရိကဘာဖြစ်သွားလဲပြန်သွားပြီเนาะအဲ့တော့တတိယအပတ်ကိုသူပြန်သွားတဲ့အချိန်ကနေစပြီးသူ့ရဲ့မိန်းမကကိုဝန်ရတယ်ဆိုတာကိုကျွန်တော်ခုနကကျွန်တော်ကျမ်းစာမှာကျွန်တော်တွေ့ရတယ်เนาะအဲ့တော့အဘိယအသင်းဝင်ကတတိယလဒုတိယအပတ်မှာအဘိယအသင်းကအလှည့်ချပြီးတော့မှအဲ့ဒီမှာယစ်ပရောဟိတ်ဇာခရိကယစ်ပူဇော်တယ်တတိယအပတ်မှာအိမ်ပြန်သွားတယ်အဲ့ဒီချိန်မှာသူ့ရဲ့မိန်းမကကိုဝန်ဆောင်တယ်ဆိုအဲ့ဒါကအဲ့ဒီတိဝန်လပထမနဲ့ဒုတိယအပတ်ကမေလမှာကြာတယ်ပြီးတော့မှသူအိမ်ပြန်သွားတဲ့အချိန်ကဇွန်လမှာကြာတယ်ဇွန်လစမ်းပိုင်းပေါ့ဇွန်လပထမပတ်လောက်မှာကြာတယ်ဒါပေမဲ့တိဝန်လအနေနဲ့တော့တတိယပတ်လောက်မှာကြာတယ်ကဲဟုတ်ပြီလူက1:23-24မှာယစ်ပရောဟိတ်အမှုကိုဆောင်ရွက်ရတော့အချိန်ကာလကုန်တော့ကဇာခရိသည်မိမိအိမ်သို့သွားလေထို့နောက်သူ၏ခင်မအီလိရှဘက်သည်ပရိသရီဆွဲတယ်လို့ဖော်ပြထားတယ်အဲ့တော့ရှင်လောအခန်း1အပိုင်ငယ်36မှာ
ဒီမေရိုမာရီစီကိုဂါဘီလာလာပြီးတော့မှနော်မေရိုမာရီကဖျားသားတော်မွေးဖွားမဲ့အကြောင်းကိုလာပြောတယ်မဖြစ်နိုင်ဘူးလို့ပြောတယ်ဖျားတကူတော့တင်ပေါ်တက်ရောက်မယ်ဆိုတော့ကောင်းတယ်မှာရှင်းပြတယ်ပေါ့ဗျာအတူချုံနေနဲ့ပြောရမယ်ဆိုရင်ပြီးတဲ့အခါမှာဒီမှာထပ်ပြီးတော့မှဒီကျမ်းပါစာကိုကျွန်တော်ဖတ်ရအောင်ထိုမှတပါအမျိုးမဟူ၏ခေါ်ပေါ်တော့သင်၏အဆွေမျိုးအလိရှဘက်သည်ပရိသတ်တွေဆွဲ၍ယခု6လအဝင်ရှိပြီလို့ပြောတယ်အဲ့တော့သခင်ယေရှုကဒီနေ့ကိုဝန်ဆောင်မယ်ဆိုပြီးတော့မှဒီကောင်းကင်မှာကမေရိုမာရီကိုလာပြောတဲ့အချိန်မှာအလိရှဘက်ရဲ့ကိုဝန်ကဘယ်နှလရောက်ပြီလဲ6လတည်းဝင်ပြီလို့ဖော်ပြထားတယ်ဟုတ်မနော်အဲ့တော့အဲ့ဒါဆိုတော့ကျွန်တော်ဘယ်လိုတွက်လို့ရလဲဆိုတော့6လနော်အဲ့ဒီ6လကိုကျွန်တော်ကတွက်လိုက်လို့ရှိရင်နော်မေရိုမာရီကိုဝန်စဆောင်တဲ့လကိုကျွန်တော်ကတွေ့ရပြီနော်အဲ့တော့ကဲဇာခရီကအိမ်ပြန်သွားတဲ့အချိန်ကရှီဗန်လတရိယအပတ်ဖြစ်တယ်ဇွန်လလို့ကျွန်တော်ပြောထားတယ်ဇွန်လပထမပတ်လောက်ပေါ့နော်ပထမပတ်လောက်အဲ့တော့ဇွန်ဇူလိုင်ဩဂုတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာအဲ့တော့နိုဝင်ဘာလမှာသူကယောဟန်ရဲ့ကိုဝန်အလိရှဘက်ရဲ့ကိုဝန်က6လဝင်ပြီဟုတ်ပြီနော်6လဝင်ပြီအဲ့တော့မေရိုမာရီစီကိုကာဘီလာရောက်လာတဲ့အချိန်ဟာနိုဝင်ဘာလဝန်းကျင်ဖြစ်မယ်ဆိုတာကိုကျွန်တော်ဒီဇယားအရာကျွန်တော်တွေ့ရတယ်အဲ့တော့အဲ့ဒါကိုခစ်လစ်လာလို့ခေါ်တယ်နော်ခစ်လစ်လာအဲ့တော့မေရိုမာရီစီကိုကာဘီလာရောက်လာတာဒီနိုဝင်ဘာလဖြစ်တယ်နိုဝင်ဘာလဖြစ်လို့ကြောင့်ဒီဇင်ဘာလမှာဘာဖြစ်လဲတလပြည့်မယ်ဇန်နဝါရီမှာ2လဖေဖော်ဝါရီမှာ3လမတ်မှာ4လဧပြီ5လမေလမှာ6ဇွန်လမှာ9ဇူလိုင်မှာ10ဩဂတ်မှာ9စက်တင်ဘာမှာ10အဲ့တော့စက်တင်ဘာလထဲမှာသခင်ယေရှုမွေးဖွားမယ်ဆိုတာဒီဇယားအရာဖော်ပြထားတယ်အဲ့တော့ဒီတွက်ချက်မှုဇယားအရာအဲ့ဒီစက်တင်ဘာလကသူတို့ရဲ့လူမျိုးတွေအတွက်ကဣသနိမ်လလို့ခေါ်တယ်နော်ဣသနိမ်လဘယ်ချိန်ကနေစပြီးခရစ်စမတ်25ရက်နေ့ကျင်းပကြလာလဲဆိုတဲ့အခါကျတော့ဆိုကွန်စတန်တိုင်းဘုရင်လက်ထက်မှာယောမအသင်းတော်တွေ25ရက်နေ့မှာကျင်းပဖို့စတင်သတ်မှတ်တယ်25ရက်နေ့မှာမွေးဖွားတယ်ဆိုတော့အထောက်အထားကြောင့်မဟုတ်ဘဲနဲ့ birthday of unconquered son နော်အဲ့ဒီနေဖယားရဲ့မွေးနေ့ကိုကျင်းပလာတဲ့ pagan religious အဲ့ဒီနေ့ကိုအဲ့ဒီနေဖယားထက်ကယ်တင်ရှင်ယေရှုခရစ်တော်ဖယားကိုမွေးနေ့အဖြစ်ငါတို့အစားထိုးမယ်အဲ့ဒီကယ်တင်ရှင်ယေရှုခရစ်တော်မွေးနေ့ကိုပဲငါတို့ကကျင်းပပြီးတော့ခရစ်တော်ပဲနေရာပေးရအောင်ဆိုတော့မှအစားထိုးလိုက်တာဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့ခရစ်တော်ကပဲအဲ့ဒီဒီဇင်ဘာလ25ရက်နေ့မှာကိုမွေးတယ်လို့အဲ့ဒီမွေးနေ့ကိုပဲစောင့်ရတော့မလို့နဲ့လူတွေကအဲ့ဒီ25ရက်နေ့ကိုအရန်ဦးစားပေးလာကြတာဖြစ်ပါတယ်အဲ့တော့25ရက်နေ့မှာခရစ်စမတ်ပွဲလုပ်တာမှားသလားဆိုတော့လုံးဝမမှားပါဘူးကျွန်တော်25ရက်နေ့မှာမွေးလို့လုပ်တာမဟုတ်ဘဲနဲ့အဲ့ဒီနော်အဲ့ဒီဘယင်ကခရိယန်ဘာသာဖြစ်တဲ့အခါမှာအဲ့ဒီ25ရက်နေ့မှာလှုပ်တဲ့နေဖယားကိုအထိမ့်မှနေနဲ့လှုပ်တဲ့ပွဲမှာဒီနေဖယားထက်ယေရှုခရစ်တော်မွေးနေ့ကိုအစားထိုးတော့မှအထိမ့်မှပြကျင်းပလိုက်ရအောင်ဆိုတော့ပူပြီးသခင်ခရစ်တော်ဟာထိုက်တန်နေဆိုရက်ရည်ရွယ်ချက်နဲ့အဲ့ဒီနေရက်ကိုအစားထိုးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့တချို့ကျွန်တော်ချင်းတောင်မှာဆိုအဲ့ဒီ25ရက်နေ့ကိုယေရှုမွေးနေ့လို့ပဲသတ်မှတ်တာအဲ့ဒီနေ့မှာခရစ်စမတ်မလုပ်ရင်အစင်မပြေဘူးအဲ့ဒီနေ့မှာဆိုတော့ခရီးသွားရင်လည်းပဲဥပုံနဲ့ချိုးပေါက်သလိုလိုသိတယ်မလားအဲ့လိုမျိုးအထိလုံးဝကိုဥပရိကပြင်းထန်တယ်နော်ဆိုတော့တချို့နေရာတွေမှာကျွန်တော်ချင်းတောင်မှာလို့ကျွန်တော်ကိုယ်တိုင်ကြားဖို့မြင်ဖို့တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဒီကျွန်တော်နောက်ထပ်နော်အကြောင်းအရာတစ်ခုကအဲ့ဒီစက်တင်ဘာလနော်အဲ့ဒီဣသနင်လဆိုရဲ9လပိုင်းတော့ဂျူးလူမျိုးတွေ9လပိုင်းဖြစ်တယ်အဲ့ဒီဂျူးလူမျိုးတွေ9လပိုင်းဣသနင်လမှာ
မွေးဖွားမယ်ဆိုရဲအရာကပိုပြီးမှတမန်တရားနဲ့ပူညီနိုင်တယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ခုနလပိုင်းဟာအင်မတန်မှအရေးကြီးတဲ့ပွဲဖြစ်တယ်အဲ့ဒီလလည်းဖြစ်တယ်ဘာဖြစ်လို့အဲ့တနေလမှာလူစားတိခံယူတာလဲအဲ့တနေလမှာတရက်နေ့နှစ်ရက်နေ့ကိုရောရှာရှာနာဆိုတော့မှသူတို့ကခေါ်တယ်အဲ့ဒီတရက်နေ့နှစ်ရက်နေ့ကဂျူးတွေအတွက်နှစ်သိကူလည်းဖြစ်တယ်သူတို့ပထမလမှာနှစ်သိကူမလုပ်ဘူးရောရှာရှာနာလို့ခေါ်တယ်အဲ့ဒီခုနလပိုင်းတရက်နှစ်ရက်နေ့မှာသူတို့နှစ်သိကူလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလမှာ10ရက်နေ့မှာအပြစ်ဖြေရာရစ်ကူပူဇော်ရမယ်အပြစ်ဖြေရာရစ်မှာဆိုရင်နွားနဲ့စိတ်နဲ့အပြစ်ဖြေရာရစ်ကူပူဇော်တနှစ်ပတ်လုံးအတွက်သူတို့တနှစ်ပတ်လုံးရဲ့အပြစ်ရှိသမျှကိုအဲ့ဒီနေ့မှာစေကြောဖုံးအောင်မယ်ယစ်ပရောဟိတ်ကသူတို့အတွက်ဆူတောင်းပေးပြီးမှအဲ့ဒီလကနေပြီးမှသူတို့ကကောင်းချီးမင်္ဂလာနဲ့ပြန်ပြီးမှအစာပြုမဲ့လဖြစ်တယ်အဲ့တော့အဲ့ဒီလဒီသူတို့ရဲ့နှစ်သိကူလဖြစ်တယ်သူတို့က9လပိုင်းမှာနှစ်သိကူလုပ်တာအဲ့တော့တရက်နေ့နှစ်ရက်နေ့မှာနှစ်သိကူနေလုပ်ပြီးမှအဲ့ဒီအနေနဲ့စားပြီးမှသူတို့ချူးချံစွာနဲ့ကျင့်ပြီးမှ10ရက်ပတ်လုံးတရက်နေ့မှာဆိုတဘိုးမှုတ်ပွဲလည်းဖြစ်တယ်တရက်နေ့နဲ့စာပြီးချူးချံစွာကျင့်တော့10ရက်နေ့ရောက်မဲ့နေ့ကိုသူတို့ကငန့်လင့်နေတာအဲ့ဒီ10ရက်နေ့ရောက်တာနဲ့ယစ်ပရောဟိတ်ကအပြစ်ဖြေရာယစ်ကိုပူဇော်ပြီးမှသူတို့ရဲ့အပြစ်တွေအားလုံးကိုခွင့်လွှတ်ခြင်းဖုံးအုပ်ခြင်းခံရပြီးမှအဲ့ဒီနေ့ကနေကောင်းချီးမင်္ဂလာနဲ့အစာပြုတဲ့အခါသမယဖြစ်တယ်အဲ့ဒါကြောင့်ဣသနင်လမှာသခင်ခရစ်တော်မွေးဖွားမယ်ဆိုတဲ့အရာကအင်မတန်မှဝိညာဉ်ရေးရာတမန်တရားနဲ့ကိုက်ညီမှုရှိတယ်။ကဲဘာကြောင့်ယေရှုခရစ်တော်ဖခင်လူစားတိခံယူရတာလဲ။ဘာလို့အဲ့ဒီ9လပိုင်းမှာသူတို့ရဲ့လ9လပိုင်းကျွန်တော်အတွက်တော့စက်တင်ဘာလဘယ်လလဲ9လပိုင်းနော်သူတို့အတွက်တော့9လပိုင်းကျွန်တော်တို့9လပိုင်းပေါ့အဲ့တော့သူတို့ရဲ့9လပိုင်းတတ္တမလဣသနင်လမှာဘာဖြစ်လို့ခရစ်တော်ကလူစားတိခံယူလာရတာလဲဒါအင်မတန်မှအရေးကြီးတယ်ဒါကိုကျွန်တော်ဖတ်ရအောင်ဟေဘရဲ10:5ခွန်ခရစ်တော်သည်ဤလောကသို့ကြွလာသောအခါအိုဖျားသခင်ကိုတော်သည်ရစ်နှင့်ပူဇော်တကားကိုအလိုတော်မရှိသည်ဖြစ်၍အကျွန်ုပ်အဖို့ကိုခန္ဓာကိုပြင်ဆင်တော်မူပြီးမိရှုရာရစ်နှင့်အပြစ်ဖြေရာရစ်များကိုအာရနှစ်သက်တော်မမူသောအခါကျမ်းစာလိမ့်၌အကျွန်ုပ်ကိုအမှတ်ပြု၍ရေးထားသည်နှင့်အညီအကျွန်ုပ်သည်ကိုယ်တော်၏အလိုကိုဆောင်အံ့သောငါသွားပါမည်ဟုအကျွန်ုပ်ဝန်ခံပါသည်ဟုရှောက်ဆို၏ယေရှုခရစ်တော်ဘာကြောင့်လူစားတိခံယူရလာလဲဆိုတော့ဖယားသခင်ကရစ်နဲ့ပူဇော်တကားကိုအလိုတော်မရှိဘူးတဲ့နော်ဒီအကြောင်းအရာဒီဟေဘရဲ10:5နဲ့ခွန်ကကျွန်တော်တို့ယုံကြည်သူတွေအတွက်နော်ယုံကြည်သူတွေအတွက်စုံလင်ခြင်းနဲ့ပတ်သက်တဲ့ယုံကြည်သူတွေအတွက်ထာဝရစုံလင်ခြင်းစင်ကြယ်ခြင်းနဲ့ဆိုင်တဲ့ရစ်ပူဇော်ခြင်းကိုဖော်ပြထားတာဖြစ်တယ်အဲ့တော့ဒီရစ်ကဓမ္မဟောင်းကာလမှာဂျူးလူမျိုးတွေက9လပိုင်းမှာတမျိုးသားလို့အားလုံးရဲ့တစ်နှစ်ပတ်လုံးအပြစ်တွေယစ်ပရောဟိတ်အာရုံကနွားတကောင်နဲ့သူ့အပြစ်အတွက်သူ့မိသားစုအပြစ်အတွက်အတန်ရှင်းဆုံးဌာနမှာရစ်ပူဇော်ရတယ်ပြီးတဲ့အခါမှာပြန်ထွက်လာပြီးမှစိတ်နှစ်ကောင်ယူလာတယ်ဣသရေလလူမျိုးတွေကစိတ်နှစ်ကောင်ယူလာပြီးစိတ်နှစ်ကောင်စာတန်ချတကောင်ကိုဖယားအတွက်တကောင်ကိုဣသရေလလူမျိုးတွေအတွက်အဲ့ဒီဖယားအတွက်ကြာတဲ့စိတ်ကိုတအဲ့ဒီစိတ်ရဲ့အသွေးကိုအတန်ရှင်းဆုံးဌာနကိုအာရုံကယူသွားရတယ်ပြီးတော့မှအသွေးကိုအဲ့ဒီပြင်ရင်တစ်တာတော်မှာ9ကြိမ်ဖြန်းပြီးတော့မှပြန်ထွက်လာပြီးတော့မှဖယားအတွက်ဣသရေလလူမျိုးတွေကြားတဲ့စိတ်ကိုကြတော့အာရုံကလက်ပေါ်သူ့ရဲ့ခေါင်းပေါ်မှာလက်တင်ပြီးတော့မှတမျိုးသားလုံးရဲ့အဖြစ်ကိုဝန်ခံဝန်ချပြီးတော့မှအဲ့ဒီစိတ်ကိုလူတယောက်ကလွတ်လပ်လာဟာလို့ခေါ်တဲ့လွင်ပြင်မှာလွှတ်ရတယ်ပြီးတော့မှအခုနာကဖယားအတွက်တတ်ထားတဲ့စိတ်ကိုရစ်ပူဇော်ရတယ်တပ်ပြင်မှာမီးရှူရတယ်အဲ့ဒီနေ့ဟာယစ်ပရောဟိတ်တယောက်ထဲကပဲနွားနဲ့စိတ်နဲ့နွားအသွေးစိတ်အသွေးနဲ့မိမိအပြစ်တစ်မျိုးသားလုံးရဲ့အပြစ်ကို
ဗိမာန်တော်ထဲမှာတဲတော်ထဲမှာအာရုံတယောက်တည်းအာရုံနောက်ပိုင်းဆိုလည်းယစ်ပရောဟိတ်မင်းတယောက်တည်းကပဲလုပ်ရတယ်အဲ့ဒါသူတို့တွေစင်ကြယ်ဖို့ရန်အတွက်နွားအသွေးစိတ်အသွေးနဲ့အပြစ်ဖြေရာရစ်ပူဇော်တဲ့လဖြစ်တယ်ဣသနိလကဒါမဲ့ဖယားသခင်ကရစ်နဲ့ပူဇော်တကားကိုအလိုမရှိဘူးတဲ့နွားကလေးအသွေးစိတ်ကလေးအသွေးကလုံးဝစင်ကြယ်ခြင်းကိုမပြုတ်နိုင်ဘူးတဲ့ဒါကြောင့်ဒီလောကကိုကြွလာတဲ့အခါမှာတဲ့ခရစ်တော်ပြောတယ်ကျွန်တော်အဖို့ခန္ဓာကိုပြင်ဆင်တဲ့အတွက်ကြောင့်တဲ့ကျမ်းစာလိပ်မှာကျွန်တော်ကိုရေးထားတဲ့အတိုင်းကိုရောလူတော်ကိုဆောင်ဖို့ရန်အတွက်ကျွန်တော်သွားမည်လို့ပြောထားတဲ့ကျမ်းပိုက်နဲ့လည်းအင်မတန်မှကိုက်ညီမှုရှိတယ်ဒါကြောင့်ခုနှစ်လပိုင်းမှာဣသရေလလူမျိုးတွေကနွားအသွေးစိတ်အသွေးနဲ့ရစ်ပူဇော်ပြီးမှစင်ကြယ်ခြင်းပြုရတယ်ဖယားသခင်ကအဲ့ဒါကိုအစားထိုးဖို့ရန်အတွက်ထာဝရဆုံလင်ခြင်းထာဝရဖြောင့်မတ်ခြင်းကိုပေးမဲ့ဖယားကလူစားတိခံယူဖို့ရန်အတွက်တရိษံအသွေးနဲ့ရစ်ပူဇော်ခြင်းကိုအစားထိုးဖို့ရန်အတွက်သူမွေးဖွားလာခဲ့တဲ့အချိန်အဲ့ဒီခုနှစ်လပိုင်းဣသနိလမှာရစ်ပူဇော်တဲ့လမှာသူကိုယ်တိုင်ကြွလာတယ်ဘာဖြစ်လို့လဲသူကအဲ့ဒီရစ်တွေကိုအစားထိုးမဲ့သူမွေးဖွားလာတယ်ကြွလာတယ်ဆိုတော့သက်သေလည်းဖြစ်ပါတယ်အဲ့တော့မွေးဖွားလာခဲ့တဲ့နေ့ရက်ထဲပို့ပြီးအရေးကြီးတာကတော့သခင်ခရစ်တော်ရဲ့မွေးဖွားလာခြင်းရဲ့ရည်ရွယ်ချက်ကပို့ပြီးတော့မှအရေးကြီးပါတယ်နော်တစ်အခန်းကြီး1အပိုင်ငယ်15ကိုဖတ်ရအောင်ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်သစ္စာစကားအကျွမ်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏အပြစ်ရှိသောသူတို့တွင်ငါသည်အကြီးဆုံးဖြစ်၏ဒါကြောင့်ကျွန်တော်အပြစ်ရှိတဲ့သူဖြစ်တယ်လို့သိရင်ခရစ်မတ်ဟာသင်အတွက်ဖြစ်တယ်ခရစ်တော်ကြွလာခြင်းခရစ်တော်ရဲ့ပွဲခရစ်တော်လာရခြင်းရည်ရွယ်ချက်နဲ့အကျိုးကျေးဇူးကသင်အတွက်ဖြစ်ပါတယ်ဟိဘဲခန်းရဲ့နှစ်အပိုင်းငယ်14-15ကိုထပ်ပြီးဖတ်ရအောင်ထိုသူငယ်တို့သည်အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်ခရစ်တော်သည်အသေးခံတော်မူသောအားဖြင့်သေခြင်းတရားကိုအစိုးရသောသူတည်းဟူသောမာန၏တကူကိုချိုးဖဲ့ပျက်စီးခြင်းက၎င်းသေဘေးကိုကြောက်၍တစ်သက်လုံးကြုံခံရသောသူတို့ကိုကယ်လွတ်ခြင်းက၎င်းထိုသူငယ်တို့၏နီးတူအသွေးအသားကိုဆောင်ယူတော်မူ၏ဘာလို့လူစားတိကိုခံယူရလဲဆိုတာပဲကျွန်တော်တို့သေဘေးကိုကြောက်တဲ့အပြစ်ထဲမှာနစ်မုန်းပြီးတော့မှသေခြင်းတရားကိုအရှုံးပေးတဲ့သင်နဲ့ကျွန်တော်ကိုကယ်ဖို့ရအတွက်အသွေးအသားကိုလာပြီးခံယူတာဖြစ်တယ်ကျွန်တော်အပြစ်တွေလဝါကလည်းအသေးခံတယ်အသွေးသွန်းလောင်းပြီး3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်သခင်ယေရှုကိုယုံကြည်အပြစ်ကလွတ်မယ်သခင်ယေရှုကိုယုံကြည်ငရဲကလွတ်တယ်သခင်ယေရှုကိုယုံကြည်ဖယားသားဖြစ်တယ်ကယ်တင်ခြင်းရတယ်ကောင်းကင်နိုင်ငံမှာအမွေခံရတယ်ဖယားနဲ့အတူရှိခွင့်ရတယ်ကျွန်တော်နဲ့အတူရှိသောဖယားတကယ်အမွေကိုပိုင်ဆိုင်ခွင့်ရတယ်အာမင်ရချို့ပြောတယ်မင်းတို့ဖယားလွန်တာပေါ့တဲ့သူ့ကိုမယုံရင်အကုန်လုံးငရဲပေးကြတယ်ဆိုတော့နော်မင်းတို့ဖယားမတရားဘူးတဲ့အတ္တကြီးတယ်တဲ့နော်တချို့အဲ့လိုပြောတာငရဲကြလာဘာကြောင့်ကြလာလဲအပြစ်ကြောင့်ငရဲသွားတာဒါကြောင့်စဉ်းစားကြည့်နော်ဘာသာတရားအတီးတီးမှာအပြစ်မလုပ်အောင်ဘာလို့ထိန်ချုံနေကြတာလဲဘာလို့ကြင်ကြံပြုတ်မှုတွေရှိတာလဲအပြစ်လုပ်ရင်ငရဲသွားမယ်ဆိုတော့သိနေလို့သူတို့ကအပြစ်လုပ်ခဲ့ပြီးဆိုတော့သိတဲ့အတွက်ကြောင့်ငရဲမသွားဖို့ရန်အတွက်ကြင်ကြံပြုတ်မှုတာဖြစ်တယ်တခါကျွန်တော်တခုကြီးမားတဲ့အပြစ်တွေလုပ်ရင်နေအဲ့လိုမလုပ်နဲ့အဲ့လိုမပြောနဲ့ဗါလဲလေငရဲကြီးမယ်ငရဲကြမယ်လားငရဲကြီးမယ်လားငရဲကြီးမယ်တို့မြန်မာစကားမှာလေဆိုနင်ကြမယ်ငရဲဘာဖြစ်လဲပူပြီးကြီးမယ်ဆိုတဲ့သဘောငရဲကြမှာတော့ဘာဖြစ်လဲသေချာပြီးသားသဘောကအဲ့သဘောတောင်တက်ရောက်သွားတယ်နော်ဆိုတော့ငရဲပူမကြီးအောင်မကောင်းတာမလုပ်နဲ့ဆိုတဲ့သဘောဒါပေမဲ့ကိုယ်ဘယ်လိုတတ်မှတ်ထားပြီးလဲငရဲကြမယ်ဆိုတဲ့သဘောတတ်မှတ်ထားပြီးပြီအဲ့တော့တချို့ကပြောတယ်လေနော်နင်တို့ဖယားသူ့မယုံတာတော့အကုန်လုံးငရဲချပြစ်မယ်ဆိုမတရားဘူးတဲ့တလောလေးကကျွန်တော်သတင်းတစ်ခုဖတ်မိတယ်
12 သားလေးတူတီသောသားလေးခွေးယူကိုက်လို့အမြန်ဆုံးပဲသွားလဲဆိုစီးုံကိုသွားတာစီးုံကိုသွားတော့တဲ့စီးုံကဆရာဝန်တွေကထိုးပေးလိုက်တယ်ဘာလဲဆိုတော့မွေစိတ်ဖြည့်စီထိုးပေးလိုက်တယ်မွေစိတ်ဖြည့်စီထိုးပေးလိုက်တော့ခလေးကပူဆိုးသွားတယ်လုံးဝပူဆိုးသွားပြီးမှအသက်ဆုံးရှုံးသွားတယ်တူတီသောသားမွေစိတ်ဖြစ်စီဆိုတာကောင်းလားမွေစိတ်ဖြစ်စီကောင်းတယ်ဒါပေမဲ့ခွေးယူကြိုက်တဲ့ယောဂါကို तू ကာကွယ်ပေးနိုင်လားမကာကွယ်ပေးနိုင်ဘူးဒါပေမဲ့အဲ့ဒီချိန်မှာအချိန်မီ24နာရီအတွင်းအဲ့ဒီကလေးကိုခွေးယူကာကွယ်စီထိုးလိုက်မိတယ်ဆိုရင်အဲ့ဒီကလေးသေမလားမသေဘူးဒါဆိုဒီကလေးသေသွားတာခွေးယူကာကွယ်စီမရှိလို့လားခွေးယူကာကွယ်စီမကောင်းလို့လားမဟုတ်ဘူးခွေးယူကာကွယ်စီမထိုးလိုက်လို့မွေစိတ်ဖြစ်စီမကောင်းတာလည်းမဟုတ်ဘူးမွေစိတ်ဖြစ်စီဆိုဘာအတွက်လဲမွေကြိုက်တဲ့အခါမှာဖြေဖို့ပဲဒီလိုပဲညီကိုမောင်တို့ကတလောကလုံးလူသားတွေအားလုံးငရဲသွားရမယ်အရာဒီအပြစ်ကြောင့်ဖြစ်တယ်ကျွန်တော်လူသားတွေအားလုံးငရဲသွားရမှာအပြစ်ကြောင့်ဖြစ်တယ်အပြစ်ကြောင့်အဲ့တော့သခင်ယေရှုကပြောတယ်သင်တို့ငါ့ကိုမယုံရင်ကိုအပြစ်နဲ့သေရမယ်လို့ပြောတယ်သခင်ယေရှုပြောတယ်ငါ့ကိုမယုံတဲ့သူကတော့ကိုအပြစ်ကြောင့်သေရမယ်ငါ့ကိုမယုံလို့သေရမယ်လို့မပြောငါ့ကိုမယုံလို့ငရဲသွားရမယ်လို့မပြောငါမင်းတို့ကအပြစ်ကြောင့်သေမဲ့သူတွေဖြစ်တယ်ဒါပေမဲ့ငါကယ်တင်ဖို့လာတယ်မင်းတို့အပြစ်ကနေကယ်တင်ဖို့လာတယ်ပြောစနော်ခွေးကြိုက်ခံရတဲ့သူအတွက်ခွေးယူဖြီစီလိုမျိုးပေါ့အပြစ်သားအားလုံးအတွက်အပြစ်မကယ်ချွတ်မဲ့သူလို့ပြောထားတယ်ရှင်မာသက်အခန်း 1:23 မှာယေရှုဟူသောအမည်ဖြင့်မိမိလူတို့ကိုလိုက်ရှောင်မိမိလူတို့ကိုအပြစ်မကယ်ချွတ်မည်သူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မှဲရမယ်ယေရှုဆိုတဲ့နာမည်ကိုကအပြစ်မှကယ်ချွတ်မဲ့သူဒါကြောင့်အပြစ်ကြောင့်ငရဲသွားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကိုသခင်ယေရှုကကျွန်တော်အပြစ်ကနေကယ်ချွတ်ဖို့လာတာဖြစ်တယ်ကျွန်တော်အပြစ်ကနေရွေးနှုတ်ကယ်တင်ဖို့လာတာဖြစ်တယ်အဲ့ဒီအပြစ်ကနေရွေးနှုတ်ကယ်တင်တာကိုလက်မခံရင်တော့အပြစ်အခါငရဲသွားရမှာဖြစ်ပါတယ်ခုနကခလင်းငယ်လေဘလောက်တနာစရာကောင်းလဲခွေးယူကြိုက်ခံရတာခွေးစိတ်ဖြီစေးတာခွေးယူကာကွယ်စေးတာအချိန်မီထူးလိုက်အသက်ပဲဆုံးရှုံးမလဲမွေစိတ်ဖြီစေးရကောင်းပါတယ်ဒါပေမဲ့ခွေးယူကြိုက်တဲ့အရာကိုမကာကွယ်နိုင်ဘူးဘာသာရေးအကျင့်အကြံတွေကောင်းနိုင်ပါတယ်ဒါပေမဲ့အပြစ်ကိုမကူတာနိုင်ဘူးအပြစ်ကနေလွတ်အောင်မလုပ်နိုင်ဘူးသခင်ယေရှုသာကျွန်တော်ကိုအပြစ်ကနေကယ်တင်နိုင်တာဖြစ်တယ်အပြစ်ကနေလွတ်ဖို့ငရဲကနေလွတ်ဖို့ဖယားသားသမီးဖြစ်ဖို့ကောင်းငင်နိုင်ငံအမွေခံရဖို့ရအတွက်သခင်ယေရှုကိုယုံကြည်ပြီးသခင်ယေရှုကိုအားကိုးပြီးသခင်ယေရှုနဲ့တူအသက်ရှင်ရအောင်အာမင်နောက်ဆုံးကျမ်းပိုက်တရားဖတ်ရအောင်ဟေဘရဲခန်းကြီး9အပိုင်ငယ်29-28လူသည်တခါတည်းသေ၍ထူနောက်မှတရားစင်တော်မူခြင်းကိုခံရတဲ့ကဲ့သို့ထိုနည်းတူခရစ်တော်သည်လူများအပြစ်တို့ကိုခံခြင်းကတခါတည်းကိုပူဇော်ပြီးမှနောက်တဖန်ထိုသခင်ကိုမျှော်လင့်လက်နေသောသူတို့ကိုကယ်တင်ခြင်းအလိုငါအပြစ်နဲ့မဆိုင်ဘဲပေါ်ထွန်းတော်မူလာတာဟာလေလုယာသခင်ယေရှုကလုံခဲ့တဲ့နှစ်ပေါင်း2000နီးပါးလုံးကလူစားတိခံယူပြီးမွေးဖွားခဲ့တာဟာကျွန်တော်ကိုအပြစ်ကနေကယ်တင်ဖို့ရန်အတွက်ဖြစ်ပါတယ်ကျွန်တော်အပြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ရန်အတွက်ဖြစ်ပါတယ်အဲ့ဒီအတွက်လူဟာတခါတည်းတည်တဲ့အတွက်ကြောင့်သူလည်းတစ်ချိန်တစ်ခါပဲအသေးခံပေးခဲ့တယ်လူဟာတခါပဲတည်ပြီးတော့အဲ့ဒီနောက်မှာတရားစင်ခံရတယ်လို့ယေရှုခရစ်တော်လည်းတခါတည်းထာဝရအတွက်ကျွန်တော်တို့ရွေးနှုတ်ကယ်တင်ပေးပြီးပြန်လာအောင်မယ်တဲ့ပြန်ကြွလာအောင်မယ်ခုချိန်မှာသခင်ရှော့ပဲမှာလေကောင်းငင်နိုင်ငံမှာခမဲတော်ရဲ့လက်ရဘက်မှာအမြင့်ဆုံးသောပလင်မှာစိုးဆန်တဲ့ဖရာဖြစ်တယ်ဟာလေလုယာတနေ့ပြန်လာအောင်မှာဖြစ်တယ်
အဲ့ဒီပြန်လာတဲ့အခါမှာတော့မကယ်တော့ဘယ်သူတွေပဲကယ်မှာလဲသလားထိုသခင်ကိုမျှော်လင့်လက်နေသောသူတို့ကိုကယ်မယ်အခုချိန်မှာကျွန်တော်တို့ဟာသခင်ယေရှုငါအပြစ်တွေအသေးခံတယ်၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့သခင်ယေရှုငါ့ကိုအပြစ်ကနေကယ်တင်ပေးတဲ့ငါရဲ့ကယ်တင်ရှင်ငါရဲ့ဖခင်ဖြစ်တယ်လို့ယုံကြည်ပြီးသခင်ယေရှုပြန်လာမယ်ဆိုတာကိုကျွန်တော်မျှော်လင့်ပြီးအသက်ရှင်တာဖြစ်တယ်အဲ့တော့ယုံကြည်တဲ့မျှော်လင့်ခြင်းဆိုတာသခင်ယေရှုပြန်လာခြင်းဖြစ်တယ်သခင်ယေရှုတဖန်ပြန်လာမယ့်အရာကိုမျှော်လင့်တာဖြစ်တယ်အဲ့လိုမျှော်လင့်လက်နေတဲ့သူတွေကိုတဲ့ကယ်တင်ဖို့ရအတွက်အပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းအောင်မယ်ဒါကြောင့်လူရဲ့ဘဝဟာလေတူတောင်းပါတယ်ဒီနာဆရာကတော့ပြောထားပါတယ်လူအတွက်အချုပ်အခြာကပါလဲဆိုတော့တဲ့ဖယားသခင်ကိုသိဖယားသခင်ကိုကြောက်ရွံ့အဲ့ဒါလူရဲ့ဘဝပဲတဲ့လူရဲ့ဘဝဟာခမည်းဒီစက်ကြောလာတစ်ခုလုံးကိုပိုင်ဆိုင်ရင်လည်းပဲတနေ့ထားခဲ့ရမယ်အမြင့်မားဆုံးသောပညာဘွဲ့ဒီဂရီခမည်းရလဲထားခဲ့ရမယ်ဇေစင်ဥစ္စာအလုတ်ကောင်းကောင်းရှင်းလဲခမည်းတနေ့အချိန်မရွေးထားခဲ့ရမှာပဲအရေးကြီးဆုံးကအပြစ်ကနေလွတ်ပြီးဖယားသားသမီးဖြစ်ပြီးမှဖယားသခင်ရဲ့ကယ်တင်ခြင်းကိုလက်ခံရရှိပြီးမှထိုသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့ထိုသခင်ယေရှုအားဖြင့်အပြစ်လွတ်တော်သူထိုသခင်ယေရှုကိုအားကိုးပြီးအသက်ရှင်တော်သူထိုသခင်ယေရှုကိုမျှော်လင့်ပြီးမှအသက်ရှင်တော်သူဖြစ်ဖို့ကတာ၍အရေးကြီးတာဖြစ်ပါတယ်။ဒါ25ရက်နေ့မှာခရစ်စမတ်ပွဲကျင်းပတာမမှားဘူးခုနပြောပြီးပြီ25ရက်နေ့ဟာသခင်ယေရှုရဲ့မွေးဖွားခြင်းအထိမ်းအမှတ်ဖြစ်ကျင်းပတာဖြစ်တယ်။အရေးကြီးဆုံးကသင်အတွက်မွေးဖွားလာတာဖြစ်တယ်။အာမင်။သခင်ယေရှုမွေးဖွားလာတာဒီသင်နဲ့ကျွန်တော်အပြစ်ကလွတ်ပြီးအင်မတန်မှဆိုးရွားတဲ့တည်ခြင်းနဲ့ငရဲကနေလွတ်မြောက်ပြီးမှကောင်းကင်ဘုံမှာသူနဲ့အတူဆိုးဆန်နိုင်ဖို့ရန်အတွက်သင်နဲ့ကျွန်တော်ကိုလာပြီးကယ်တင်တာဖြစ်တယ်။ရှင်ပေါလုကအပြစ်ရှိတဲ့သူတွေမှာငါဟာအကြီးဆုံးဖြစ်တယ်လို့သူ့အပြစ်ကိုသူမြင်တယ်လို့သင်နဲ့ကျွန်တော်လည်းကိုယ့်အပြစ်ကိုမြင်ပြီးမှကိုယ့်အပြစ်တွေကယ်တင်ဖို့ကြွလာတဲ့သခင်ယေရှုကိုယုံကြည်လက်ခံရင်သင်နဲ့ကျွန်တော်အတွက်နေ့တိုင်းတင်မကပါဘူးခရစ်စမတ်ကထာဝရအထိအာမင်ထာဝရအထိထိုသခင်နဲ့အတူကဆိုးဆန်ရမှာဖြစ်ပါတယ်။ဒါကြောင့်သခင်ခရစ်တော်ကိုယုံကြည်လက်ခံပြီးမှထိုသခင်ကိုမျှော်လင့်ပြီးမှအသက်ရှင်တော်သူသခင်ဖျားပြန်ကြွလာတဲ့အခါမှာလည်းပဲနော်ထိုသခင်ယေရှုအားဖြင့်ထိုအမွေတော်စီးစိမ်တွေကိုဝင်စားရတဲ့သူအရောက်တိုင်းဖြစ်နိုင်ဖို့နှုတ်ကပတော်ဖြစ်ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေ။